ကျန်းစာအုပ်ခါကျွန်တော်အဖေရဲ့ဒီချင်းဝရနှစ်ဘာသာထဲကနေခရစ်ဘာသာထဲသို့ကိုပြန်လာတဲ့အချိန်မှာဒီကျန်းစာအုပ်ကိုသူပထမဆုံးဖတ်ခဲ့ရတဲ့ကျန်းစာအုပ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အဖေကယနေ့ဒီချင်းကာလအထိဒီကျန်းစာအုပ်လေးကိုတန်ဖိုးရှိစွာနဲ့သူထင်းတင်ခဲ့ပါတယ်ဆိုတော့အဖေရဲ့ဒီတန်ဖိုးရှိစွာထင်းတင်ခါဒီကျန်းစာအုပ်ကိုတန်ဖိုးထားပြီးမှဆက်လက်ပြီးတော့ထင်းတင်ချင်းလို့သိစီကနေယူထားတာဖြစ်ပါတယ်ဆိုတော့ဒီကျန်းစာအုပ်ကိုဘယ်လိုဖြစ်ပေါ်လာခဲ့တာလဲဆိုရင်ကျွန်တော်တို့ဗြိတိရှတို့အုပ်ချုပ်ရှင်ကာလမှာအမေရိကန်နဲ့ချင်းတာသနာပြုဆရာတော် Reverend J.S. Cook ကဒီဖလန်ဘာသာစကားနဲ့မထိုင်မတ်တိခါကိုရင်စသဖြင့် gospel ကျမ်းပိုက်တွေကိုသူဘာသာပြန်ဆိုပြီးမှဖလန်ဘာသာစကားနဲ့သူထုတ်ပြထားပါတယ်ဆိုတော့အဲ့ဒီတိခါရောဆရာဒီ J.S. Cook ကစောက်အဲ့လိုမျိုးကျန်းစာထုတ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဖလန်ထဲကဒီဆရာအောင်ဒင်းနဲ့ဆရာထန်ဆိုင်တို့ကဆက်လက်ပြီးတော့ဒီဖလန်ဘာသာစကားနဲ့ဓမ္မတိကျမ်းကိုသူတို့ကဘာသာပြန်ဆိုထားပါတယ်ဆိုတော့အဲ့ဒီဘာသာပြန်ဆိုထားတဲ့ဓမ္မတိကျမ်းစာကိုဆရာကုကြီးတို့ဆရာလန်လျန်တုံးတို့ဆရာကောဆုမ်တို့ကပြုပြင်ပေးထားတယ်အဲ့ဒီပြုပြင်ပေးထားပြီးတဲ့နောက်ပိုင်းမှာ R.C. Johnson နဲ့ F.L. Nelson American နစ်ချင်းတတ်နာပြုဆရာတော်နှစ်ပါးကအဲ့ဒီကျမ်းစာအုပ်ကိုဆက်လက်ပြီးတော့ edit လုပ်ပြီးမှဆရာအန်ထောင်းရဲ့လက်ထက်မှာအပ်ထားတယ်ဆရာအန်ထောင်းကဒီသူတို့ဘာသာပြန်ဆိုထားတဲ့ဒီဓမ္မတိကျမ်းကိုဒီရေးအကုန်ရေးထားပြီးမှအဲ့ဒီရေးထားပြီးတဲ့နောက်မှာဒီရန်ကုန်မှာရှိတဲ့ Foreign British Bible Society ကနေသူတို့က1950မှာဒီဖလန်ဓမ္မကျမ်းစာကိုထုတ်ဝေခဲ့ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီဖလန်ကျမ်းစာကိုကျွန်တော်တို့အဲ့လိုမျိုးစပြောလာခဲ့ပြီးပါဇနီးဒီချင်းကာလာမှာကျမ်းစာ version အများဆိုကျွန်တော်တို့ဘာသာပြန်ဆိုထားနိုင်ခြင်းဖြစ်ပါတယ်ဒါကဘုရားသခင်ရဲ့ဂျီယိုတော်ကြောင့်ဘုရားသခင်နဲ့လမ်းပြတော်မူခြင်းကြောင့်ဒီလိုမျိုးအစာပြုခဲ့ခြင်းရဲ့ကျမ်းစာကိုယခုဒီချင်းကာလာမှာဒီလိုမျိုးကျွန်တော်တို့စာပေရဲ့တာကစာတို့တက်လာခဲ့တာဖြစ်ပါတယ်